30 တပုံမှာရီစားဟောင်းနေ EH တွေကဘယ်တော့အခါမှအကျိုးမပေးဘူးဆိုတာကိုမီးမောင်းထိုးပြတာတဲ့ဇကားရှင်တို့ DR8 တို့ The Manipulate တို့ပဲတွားကြည့်မနေနဲ့ With You Marry Me ကိုလည်းပြေအောင်အရန်မိုက်ဒီကားကြည့်တော့မယ်ဆိုလို့ရှိရင်ဒါလေးတော့သိဖို့လိုပါတယ်ဒါဇလန်းမဟုတ်ဘူးအပြင်မှာလည်းတကယ်ရှိတယ်ဒါဇလန်းမဟုတ်ဘူးအပြင်မှာလည်းတကယ်ရှိတယ်ဒါဇလန်းနေမဟုတ်ဘူးအပြင်မှာလည်းလုံးဝချွတ်စွတ်တကယ်ကိုရှိပါတယ်လက်ထက်ခံဒီမှာချမ်းသာတဲ့ကောင်မနဲ့ဖောက်ပြန်သွားတဲ့ရီးစားဟောင်းကကိုကဈေးကြီးတဲ့တိုက်ကြီးတစ်လုံးကိုမဲပေါက်တဲ့ဟေ့ဆိုလဲဆိုတော့အမြဲအသေးတန်ပြေးလာပြီးတော့နင်တဝက်ငါတဝက်ဆိုတဲ့အချိုးလောက်တာမင်းသမီးပေါ်မှာဘလို့အခြေအနေမျိုးဖြစ်ပါစေအရန်ချစ်အရန်အနစ်နာခံအရန်ကိုတက်တဲလို့ချစ်ပြတဲ့မင်းသားနဲ့မင်းသမီးပေါ်တစ္ဆာဖောက်ပြီးတော့မှတကြော့ပြန်အကျိုးအမြတ်အတွက်ပြန်လှည့်လာတဲ့ရီးစားဟောင်းရဲ့မင်းသမီးရဲ့ဂျားဟာသုံးဝင်းဆိုင်အချစ်ဇလန်းလေးကိုကြည့်ရမှာဖြစ်ပါတယ်ဟေးဘလောက်ပဲသုံးဝင်းဆိုင်ငါတို့ကဗီလိန်မပိုင်မကြည့်ဘူးဆိုတဲ့သူတွေအတွက်လေမင်းသားအတော်ရဲ့ယောက်ျားမင်းသားငငယ်တဲ့ကသူ့ကိုအဖေတယောက်လိုဆွေမျိုးတယောက်လိုတကယ်ကိုလေးစားကြည့်ညိုပြီးတော့ချစ်ခဲ့ရာကနေပြီးတော့အဲ့ဒီကောင်ကအတွင်းထဲနေဘလောက်ကိုပုတ်ပြီးတော့ဘလို့အကောက်ကြံလဲဆိုတာလေကြည့်ရမှာဖြစ်ပါတယ်မင်းသားနဲ့မင်းသမီးက chemistry မိပြီးတော့အရန်လဲချစ်စရာကောင်းတယ်လို့အမြင်ကတ်စရာသူလေးတွေလည်းပါတာမို့လို့ဇကားတကားထဲမှာရက်တာပေါင်းစုံနဲ့ကြည့်ရမှာဖြစ်ပါတယ်ညုံအပြင်မှာတကယ်ရှိတယ်ဆိုတာကိုမင်းသားကိုပြောတာမဟုတ်တော့မင်းသမီးရဲ့ EH နဲ့မင်းသားရဲ့ဦးလေးကိုပြောတာအဲ့လိုလူမျိုးတွေအပြင်မှာတကယ်ရှိတယ်လို့ပြောတာဘလို့လူမျိုးတွေလည်းသိကျင်တယ်ဆိုလို့ရှိရင်ဇကားကိုညံ့ပြေးကြည့်မကောက်ကဇကားတွေပဲ review ပေးတယ်အဲ့ကားတွေကိုဘာမှသွားကြည့်ရမှလည်းမသိဘူးဆိုတဲ့သူတွေအတွက်လည်းကောက်ကြည့်လို့ရတဲ့ channel လေးကိုရှာပေးရပါတယ်ဒီ channel လေးမှာ K drama တွေအစုံအများကြီးတင်တာမို့လို့စိတ်ကြိုက်ကြည့်လို့ရပါတယ်နောက် comment မှာလည်း user name လေးကိုမှတ်မိတာမှာမို့လို့ကောက်မှန်ထားတဲ့ user name လေးကို copy link ယူပြီးတော့ Telegram မှာတငယ်ချင်းတစ်ယောက်ကိုဖြစ်စမ်း message တွေကိုဖြစ်ပို့ပြီးတော့ link လေးဝင်ပြီးတော့ကြည့်လိုက်ရုံပါပဲကဲဒီတစ်ခါတော့စီစားစုံနဲ့ဖြီစားယုံကြည့်ဖို့လင့်မှာပေးရပြီဆိုတော့အခုပဲမြန်ပြေးကြည့်လိုက်တော့နော်တဒါ